ဓာတ်ကြီးလေးပါးဆိုတာဘာလို့ဆိုဘုန်းကြီးတို့ခန္ဓာကိုယ်ကိုကြည့်လိုက်ရှုပ်ဆိုတာပထဝီတဲ့အတုံးခဲတွေရှိတယ်ကိုယ်ကိုကင်ကြည့်လို့လည်းရတယ်ကင်ကြည့်လိုက်လို့ရှိရင်ဘာတွေ့တော့အတုံးခဲတွေ့မယ်အသားများတဲ့နေရာဆိုလို့ရှိရင်ပျော့ဤတွေ့တယ်အယိုးနေရာဆိုမာကြောတာတွေ့မယ်ဒါကင်ကြည့်လို့ရလေအဲ့လိုလက်နဲ့ဆန်းလိုက်တဲ့အခါမှာပျော့ပျော့ဤကတမျိုးမာမတင်းတင်းကတစ်ခုဒီလိုတွေ့တယ်အဲ့ဒါဘာတွေ့တော့လို့ဆိုဒီပျော့ပျော့ဤမာမတင်းတင်းဆိုတာပထဝီကိုပြောတာအတုံးခဲတယ်ကိုယ်ခန္ဓာကိုယ်ထဲမှာကြည့်ရင်အတုံးခဲဖြစ်နေတာလေအစားအစာတွေမှာလည်းကြည့်ရင်အတုံးခဲဖြစ်တာတွေရှိတယ်လေဆန်ဆိုလဲဆန်စည်းလေးတွေအတုံးခဲလေးတွေဟင်းချင်လည်းဟင်းအတုံးခဲလေးတွေအရေးလေးတွေရှိတယ်ကိုယ်ခန္ဓာကိုယ်ထဲမှာကြည့်လိုက်လို့ရှိရင်အတုံးခဲလေးတွေကပထဝီအရေးသဘောလေးတွေကအာဘောအရေးဆိုတာလွန်ကဲလာလို့ရှိရင်သူကဘာဖြစ်တာယူစီးသွားတယ်ယူထွက်လာတယ်ဥပမာမဲ့ဒီရှေခဲမုံကိုအပြင်ထုတ်ထားလိုက်လို့ရှိရင်အရေးပြောသွားတယ်လေအေးပေးထားတဲ့အခါကျရေခဲမာနေတာရှေခဲမုံတွေကမာနေတာအပြင်ထုတ်လိုက်လို့ရှိရင်အရေးပြောသွားရမာနေတာပထဝီအားကောင်းနေတယ်အဲ့ထဲမှာအပြင်ထုတ်လိုက်တဲ့အခါကျတော့အဲ့ဒီအမာလေးတွေကအရေးထွက်သွားတယ်အဲ့ဒီမှာအမာတုံးကလည်းဘသူကြောင့်ဘသူရှိလို့မာနေတာတော့ဆိုအာဘောရှိတယ်စုစည်းပေးထားတာသူကနော်အာဘောရဲ့အဓိပ္ပာယ်ကနှစ်ခုရှိတယ်စုစည်းပေးခြင်းနဲ့ယုတ်စည်းခြင်းစုစည်းတာကကြည့်ဘလို့စုစည်းတာတော့ဆိုပေါက်စီတို့ပေါက်မုံတို့လှုပ်တဲ့အခါမှာပေါက်စီတို့ပေါက်မုံတို့မြန်မာလူမျိုးတွေစားနေတဲ့မုံတွေမျိုးစုံလှုပ်တဲ့အခါမှာခြုံမုံဖြစ်စေဆမ်းမုံဖြစ်စေငါကတော့အမုံကလေးတွေအဲ့ဒါကိုတခဲတဲ့ဖြစ်အောင်ဘာလို့ရေလေးဖြန်းပေးတာခြေလေးနဲ့ထည့်ပြီးနယ်လိုက်တာပဲလေခြေနဲ့ပေါင်းလိုက်တဲ့အခါကျတော့အလုံးခဲဖြစ်သွားတာအဲ့ဒီအလုံးခဲဖြစ်တာရေရဲ့စွမ်းဆောင်မှုလို့ခေါ်တယ်အချိုးကျဆက်လိုက်တာရေလွန်သွားတဲ့အခါကျတော့စီးထွက်လာနော်အဲ့တဘောပြောအဲ့တော့ခန္ဓာကိုယ်ထဲမှာအတုံးခဲအမာလေးတွေရှိတယ်စုစည်းပေးတဲ့အဘောဓာတ်တွေရှိတယ်တခါတလေယူထွက်လာတဲ့အရေးတွေရှိတယ်ဆိုပါစို့လူတွေမှာအရေးတွေဆိုတာအပေါ်ကနေစကြည့်ပေါ့အကုန်လုံးတော့မပြောပါဘူးနော်မျက်လုံးကထွက်ရင်မျက်ရည်ပဲလေပါးစပ်ကထွက်လာတာသရည်ပေါ့အဲ့လိုပဲထွက်လာတာနှာခေါင်းကထွက်တာနှာရည်အဲ့လိုအရေးတွေဟာထွက်လာတာအဲ့လိုပျော်ပြီးတော့ထွက်လာတာတွေကအာဘောအဲ့ဒီပဲခန္ဓာကိုယ်ဟိုနာစံကြည့်ဒီနာစံကြည့်ပူရာအေးတာနှစ်ခုတွေ့အဲ့ဒါကိုတေဇောလို့ခေါ်တာအသက်ရှူသွင်းနေတဲ့လေတွေရှိတယ်ဗိုက်ထဲမှာရှိနေတဲ့လေတွေရှိတယ်လေစွမ်းအားနဲ့လူဟာသွားတယ်လာတယ်အဲ့ဒါကိုတမန်အဖြစ်အနာတမီလောကီကျမ်းနေအဆိုရဆိုလို့ရှိရင်တော့ကြွက်သားအားလို့ပြောကြတယ်အဘိဓမ္မာစာပေအရပြောလို့ရှိရင်လူဟာလမ်းလျှောက်တာကြွက်သားအားမဟုတ်ပဲနဲ့ဝါရောရဲ့အားလို့သုံးလေရဲ့အားလို့ပြောတာဒါကြောင့်လူဟာသက်ချပါတာဖြစ်သွားရင်လေဖြတ်တယ်ပြောပြလေဖြတ်တယ်လို့ပြောတာလေရဲ့စွမ်းဆောင်မှုကင်သွားချက်သွားတော့ရှိတာပဲလေကြွက်သားတို့လေဖြတ်တာတဲ့လူလည်းကြွက်သားတော့ရှိတာပဲသို့တော့လေစွမ်းဆောင်မှုမပါသေးတဲ့ကြောင့်လမ်းမလျှောက်နိုင်တော့အဲ့တော့လူခန္ဓာကိုယ်မှာရုပ်တရားတွေကိုဆင်ញင်သုံးသပ်ကြည့်မယ်ဆိုရင်အတုံးခဲသဘောတွေရှိတယ်စုစည်းတဲ့သဘောတွေရှိတယ်ပျော်ဝင်မှုတွေရှိတယ်နော်ရုပ်စည်းမှုတွေရှိတယ်ပူရာအေးရာတွေရှိတယ်လှုပ်ရှားနေတဲ့တွန်းကန်နေတဲ့လေးသဘောတွေရှိတယ်